မင်္ဂလာပါရှင်ဒီတစ်ခေါက်တော့ကျမတို့ကုတ်တူကိုအဖွဲ့သားတွေထိုင်းနိုင်ငံမှာရှိတဲ့ agency ကိုတွားပြီးတော့ဘာတွေလုပ်ကြလဲဆိုတာသိရအောင်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးပါအောင်ရှင်ခုကျမတို့အဖွဲ့ကစုခွန်ဗစ်လန်ကနေပြီးတော့စထွက်မှာဖြစ်ပါတယ်ဒါကြောင့်မလို့ BTS ကို Frankfurt မှာတိုင်ကနေပြီးတော့စစီမှာဖြစ်ပါတယ်BTS ပေါ်လီကားနဲ့မတက်ချင်လို့ဓာတ်လီကားကိုတွားလိုက်ကမှ Emporium ရဲ့ဓာတ်လီကားမနက်10:00 နာရီမှဖွင့်တာဖြစ်ပါတယ်ဒါကြောင့်မလို့ BTS ကိုရိုးရိုးလီကားကနေပြီးတော့ပဲကျမတို့တက်ခဲ့ကြတယ်ပေါ့နော်ဒါ Frankfurt မှတိုင်ကနေပြီးတော့ BTS စီမှာဖြစ်ပါတယ် BTS ticket ကျမတို့ဖြတ်မယ် BTS ticket ဖြတ်တဲ့အခါမှာဒီ agency ကခိဟမတ်တိုင်မှာရှိတာဖြစ်ပါတယ်ဒါကြောင့်မို့လို့ခိဟမတ်တိုင်ကိုကျမတို့ရွေးပြီးတော့ဆက်လက်မှတ်ပြီးတော့ကျမတို့ ticket ကိုဖြတ်ရမယ်ပေါ့နော်ခိဟမတ်တိုင်ကဒီအစိမ်းရောင်လိုင်းရဲ့အဆုံးဆုံးမှတ်တိုင်ဖြစ်ပါတယ်နောက်ဆုံးမှတ်တိုင်ဖြစ်ပါတယ်ဆိုတော့အခါကျတော့ကျမတို့ခိဟမတ်တိုင်ကိုဆက်လက်လုပ်လိုက်တယ်ပြီးလို့ရှိရင်လူဦးရေကျမတို့ရွေးလိုက်တယ်လူဦးရေရွေးလိုက်ပြီးလို့ရှိရင်ကျမတို့ scan နဲ့ဖြတ်မှာလားဒီအကျွေးစည်းနဲ့ဖြတ်မှာလားပေါ့နော်ကျမတို့ scan နဲ့ဖြတ်ခဲ့ပါတယ်နော်ပြီးတော့ဒါ BTS ticket ကလေးကိုကျမတို့တင်လိုက်ပါတယ်ဒါက BTS စီးဖို့ပါဒါ ticket ဖြတ်ပုံဖြတ်နည်းလေးကျမအရင် video file မှာကျမပြထားတာလေးတွေလည်းရှိပါတယ်သိချင်အရင် video file တွေကိုကြည့်လို့ရတယ်ပေါ့နော်ဒါကတော့ခိဟမတ်တိုင်ကိုသွားမှာမို့လို့ခိဟလမ်းညွန်နဲ့စိုက်မုတ်ကလေးတွေကိုကြည့်ပြီးတော့ကျမတို့သွားတာပေါ့နော်ဒါခိဟမတ်တိုင်ကိုသွားမှာမို့လို့ကျမတို့BTS ကိုအပေါ်ကနေစီးရမှာဖြစ်ပါတယ်ရှင်ဒါ Frankfurt ကနေသွားပါပြီကျမတို့ခိဟမတ်တိုင်ကိုသွားမှာဖြစ်ပါတယ်ဒါကျမတို့ခိဟမတ်တိုင်ကိုရောက်ပြီပေါ့နော်ကျမတို့ Frankfurt ကနေခိဟမတ်တိုင်ကကြတော့နာရီအားဖြင့်45မိနစ်လောက်ကြာပါတယ် BTS ကို45မိနစ်လောက်စီးရတယ်ပေါ့နာရီဝန်းကျင်လောက်စီးရပါတယ်ဒီခိဟမတ်တိုင်ကိုရောက်တဲ့အခါမှာဒီ agency ကိုတွားဖို့ရအတွက်ကိုသူကဘတ်စကားလေးတွေရှိတယ်ဒါခိဟမတ်တိုင်ဘက်ကနေပြီးတော့ agency ကိုတွားဖို့အတွက်ဘယ်ကနေပြီးတော့ထွက်ရမလဲဆိုတော့ကျမတို့ exit ပေါက်ကိုရွေးလိုက်တဲ့အခါမှာသူကကြတော့ Moen Boron လို့ရေးထားတယ်အဲ့ဒါက agency ပဲအတူတူပဲเนาะဒီဟာကကြတော့ကျမတို့ဒါ agency ကိုတွားဖို့အတွက်ကျမတို့ကားလေးငှားလိုက်တာပေါ့เนาะဒါရောက်ပါပြီကျမတို့က online booking နဲ့ ticket ကိုဖြတ်ထားတာဖြစ်တယ်။မှဆိုလို့ရှိရင်ဒီ online booking counter မှာကျမတို့ ticket ကိုပြပြီးတော့လက်မှတ်ပြန်ယူရမှာပေါ့နော်။ဆိုတော့ဒါကျမတို့ဒီ counter လေးပိတ်ထားတာနဲ့တခြား counter ကနေပြီးတော့ကျမတို့ယူလိုက်တယ်ပေါ့နော်။ဒါကသူတို့ ticket ကိုယူခဲ့တဲ့အခါမှာသူတို့ကဒီ map ကိုပါတစ်ခါတည်းပေးပါတယ်เนาะဒါက ticket ပုံစံလေးတွေပါဒီ ticket လေးတွေကိုလိုချင်နေဆိုလို့ရှိရင်ကျမတို့ go to go မှာဖြတ်လို့ရပါတယ်เนาะဒါကျမတို့ agency ရောက်တဲ့အခါမှာကိုကဘာနဲ့လဲမှာလဲပေါ့နော်ဒါဒီမှာဈေးနှုန်းလေးတွေဒီမှာတစ်ခါလေးရိုက်ပေးထားတယ်เนาะကိုကဘာနဲ့လဲမှာလဲဆိုတော့စပိန်နဲ့လဲလို့ရတယ် e-bike နဲ့လဲလို့ရတယ်ပြီးတော့သူကဗာလဲဘက်ကီလေးတွေနဲ့လဲလို့ရပါတယ်ရှင်ဒါပေမဲ့ဘက်ကီမောင်းတဲ့အခါမှာကြတော့သူကဒီ Thailand ရင်မောင်းလိုင်စင်ရှိမှာဘက်ကီမောင်းခင်းရှိတယ်เนาะအဲ့ဒါလေးတစ်ခုတော့ရှိတယ်ကျမတို့ကတော့လွတ်လပ်ပဲလဲကျင်တာမို့လို့ကျမတို့စပိန်လေးနဲ့လဲတယ်ပေါ့เนาะဒါစပိန်လေးနဲ့နင်းပြီးတော့ရှောက်လဲလို့ရတယ်ဒါပထမဦးဆုံးရောက်တယ်သူတို့နန်းတော်အရှိတာဒါဈေးတန်းလေးပေါ့เนาะဒါဈေးတန်းရှိတဲ့နေရာလေးဟိုဘက်တစ်ချမ်းမှာကြတော့သူတို့ရဲ့ထိုင်းဘရင်နန်းတော်ပုံစံကြီးလောက်ထားတာရှိတယ်ပေါ့ဒါကကြတော့ဒီဘရင်နန်းတော်အရှိကဒီတာမန်လူတန်းစားတွေနေတဲ့ဒါဈေးတန်းလေးပေါ့เนาะဒီလိုပုံစံလေးလုပ်ထားတယ်အရန်ကိုသွားရတာစပိန်စီးရတာအရန်ကိုအဆင်ပြေတယ်ကောင်းတယ်ပျော်စရာကောင်းတယ်ပေါ့เนาะကျမတို့အတွက်ကတော့ပျော်စရာကောင်းတယ်ပေါ့เนาะပျော်တယ်ဆိုတဲ့ feeling လေးကိုကျမတို့ခံစားခဲ့ရပါတယ်လိုရိုးရာပစ္စည်းလေးတွေပြထားတယ်သူတို့ထိုင်းရိုးရာနဲ့ပတ်သက်တဲ့ဟာလေးတွေအကုန်ဒီ agency မှာပြထားတာဖြစ်ပါတယ်
buffet စားတဲ့နေရာရောက်ပြီပေါ့နော် buffet ရဲ့ဈေးနှုန်းနေရာကြတော့လူကြီးဆိုရင်180ကလေးဆိုလို့ရှိရင်ဘတ်နေရာပေးရတာဖြစ်ပါတယ်သူတို့ကျွေးတဲ့ buffet ကတော်တော်လေးကောင်းပါတယ်ဟင်းနေလည်းပြည့်စုံတယ်အသီးအနှံနေလည်းကျွေးတယ်ပြီးတော့ခါကျတော့အချိုဝဲလေးတွေလည်းပါတယ်ဒါ180တန်နေလို့ပြောရမှာပေါ့နော်ဒါအဆင်ပြေပါတယ်ရှင်အခုရောက်မဲ့နေရာလေးကကြတော့ agency T လို့ Google မှာရိုက်ထည့်လိုက်တာနဲ့ဒီပေါ်လာတဲ့ပုံပေါ့နော်ဒီနေရာရဲ့ပုံဖြစ်ပါတယ်ရှင်ဒီရှောက်လမ်းမှာဆိုလို့ရှိရင်ဓာတ်ပုံရိုက်လို့အကောင်းဆုံးနေရာလေးတစ်ခုပေါ့နော်ဒီနေရာလေးမှာဒီရှောက်လမ်းလေးမှာဓာတ်ပုံတော်တော်များများရိုက်ကြတာကျွန်မ Google မှာလည်းတွေ့ပူပါတယ်ဒါကတော့နေအရန်ပူတာမို့လို့အုံးရီချွတ်ချွတ်အေးအေးမွမွေးလေးတစ်ဖြတ်ပေါ့နော်ဒီလိုနဲ့ကျမတို့ရှေးဟောင်းမြို့တော်ကြီးစီကနေအားလုံးပဲပြန်ခဲ့ကြပါတယ်ရှင်နမ်းမြင့်မျော်စင်ကနေရှေးဟောင်းမြို့တော်ကြီးကိုကြည်ရင်းနဲ့ပဲတဝါကြီးနှုတ်ဆက်လိုက်ပါတယ် BTS ကိုမတက်ခင်မှာနင်းသီးဖြော်ရည်အေးအေးမွမွေးလေးတစ်ခွက်တောက်ပြီးတော့ကျမတို့အပန်းဖြေခဲ့ကြပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်